ရန်ကုန်တိုင်းဒေသကြီးစေမြောင်းနေရီတုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနက2023-2024 ဘဏ္ဍာနှစ်ကအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့တိုက်ကြီးမျိုးနဲ့တပြည်တန်းလျှက်စီးရင်လုပ်ငန်းကနေဆိုလာစနစ်ကိုအသုံးပြုပြီးစိုက်ပျိုးမီ951ကကိုရေးပေးဝေလျက်ရှိပါတယ်။တရင်ပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရှင်။စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက်အဓိကလိုအပ်သောရေကိုဖြည့်ဆည်းပေးနိုင်ရန်ရေလောင်တမန်များရေထိန်တကားများလျှက်စစ်ရေတင်လုပ်ငန်းများကိုနိုင်ငံတော်မှတည်ဆောက်အကောင့်ထဲပေါ်လျက်ရှိပါတယ်။တိုက်ကြီးမြို့နယ်ရှိတပြည်တန်းလျှက်စစ်ရေတင်စီမံကိန်းကို2000ခုနှစ်မှာစတင်ခဲ့ပြီး2002ခုနှစ်မှာရေကိုစတင်ပေးဝေခဲ့တာဖြစ်ပါတယ်။တပြည်တန်းမြေတင်စီမံကိန်းရှိပါတယ်။40ကျူဇက်ပန့်3လုံးပေါ့နော်180ကီလိုဝက်မော်တာရင်းနဲ့တွဲဆက်ပြီးမှဒါရေပေးဖို့ဆောင်ရွက်ထားတဲ့ဟာဖြစ်ပါတယ်ကျွန်တော်2023-24မှာ180ကီလိုဝက်မော်တာ40ကျူဇက်ပန့်တစ်လုံးကိုဆိုလာ system နဲ့ hybrid solar system ပေါ့နော်ပြောင်းလဲပြီးမှတက်ဆိုင်ပြီးမှလက်စစ်တာအားသက်သာအောင်နေအောင်ရရှိရင်ဒီနေ့ကို7နာရီမှာဒီလိုမောင်းလို့ရအောင်180ကီလိုဝက်မော်တာကိုဆိုလာစနစ်ပြောင်းလဲတက်ဆိုင်တာရှိပါတယ်ဒီလက်စစ်တာလိုပဲချက်တော့ရှိတာပါရှိတဲ့အချိန်မှာကျွန်တော်ဆိုလာစလင်းနဲ့ဖြည့်ဆွက်ပြီးတော့မှတိဆောက်ထားတဲ့အတွက်ကြောင့်မလို့ຫນွေစည်းနဲ့ရေပေးတဲ့အချိန်မှာဆိုလာတက်ဆင်ထားတဲ့ပန့်နေတဲ့မောင်းနှင်ပြီးမှရေပေးနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါနော်နယူးဇီလန်ရေပေးဝေတဲ့အချိန်မှာတော့ဒါဂျိုးကြီးစုတော့အများကြီးရရှိပါတယ်ဗျ1300ဧကပေါ့နော်ရှားသီးနဲ့ရေပေးတာပေါ့လက်စစ်တာပြတ်တော့သွားတဲ့အချိန်မှာကျွန်တော်ဆိုလာနဲ့တွဲပြီးမောင်းနေရတဲ့အတွက်ကြောင့်မလို့လက်စစ်တာမလုံတော့တဲ့အခက်ကိုတော့ကျွန်တော်ကြိုဖြတ်နိုင်ပါတယ်ဗျယခုတပြည်တန်းလျှက်စစ်ရေတင်လုပ်ငန်းမှာလှိုင်မြစ်ကရေကိုရေစုပ်ဆက်များဖြင့်စုပ်တင်ပြီးတိုက်ကြီးမြို့နယ်ရှိကျွေးရွာတွေဖြစ်တဲ့တော်လက်တီကျွေးရွာဘောလက်ပုတ်ကျွေးရွာစက်ဝန်းကုန်းကျွေးရွာမင်းလာဝကျွေးရွာစတဲ့ရွာ4ရွာမှာရှိတဲ့စိုက်ပျိုးမြေ951ဧကကိုဆိုလာစနစ်ကောလျှက်စစ်ရေတင်စနစ်ပါ2မျိုးလုံးသုံးပြီးရေပေးဝလျက်ရှိတယ်လို့သိရှိရပါတယ်ရှင်